ကဲဒီမှာအခုဘုဒီမှာဒီရရဲ့ပုံစံတူပဲဒါကျတော့ဘေးမိတ်ပါပြီးတော့ခတ်ပေးလိုက်တယ်ဒါကဘေးမိတ်မပါဘဲနဲ့ခတ်ပေးလိုက်တဲ့ဟာပဲဒါကပုံလေးခုစိတ်ကျပုံစံအစ်အဟောင်းနှမျိုးထဲကနေပုံစံအစ်လို့ပြောတာနင့်ငါငါပါပြီပေါ့နော်ဒိုင်းမိုးနှစ်ပြဒိုင်းမိုးပေါ်မှာချစ်ပူလေးနဲ့ခတ်ပေးထားတယ်ဒါကကျတော့မိုင်လိုရောင်ပေါ်မှာအပန်းလာအဲ့လေးခတ်ပေးလိုက်တယ်ဒီကြလို့ရှိရင်ကင်ပေးထားတဲ့အယောင်တိုင်းကလည်းလေလုံးဝမင်္ဂလာခလာလေးတွေပဲလုပ်ပေးထားတယ်9ရောင်ပေါ့နော်လုပ်ပေးထားတဲ့ shape လေးဒါကကြတော့ဒီလိုကိုကတကယ်လို့ဒီလိုဘေးမိတ်အတန်လေးမထည့်ချင်တဲ့သူတွေတော့ပေါ့နော်ဘေးမိတ်မထည့်ပဲနဲ့ခတ်ပေးထားတယ်အောင်နာရထုံးစံတိုင်းပဲဒါပုံစံအရဲ့အောင်နာလေးပေါ့နော်အရန်လာရဲဒါဆိုတော့မင်္ဂလာရောဘာညာလို့နေနေတာပဲနော်အခုသူရဲ့ဒီခက်နေဒီလက်တုံးတန်းကုန်တဲ့တခြားကာလာတန်းလေးကိုလာမယ်အခုဒါကဒီမိုင်းလိုရောင်လေးကိုခတ်ပေးထားတာလုံးဝဒီဒိုသမီးဝတ်ဖို့ပါညာအကုန်ရတယ်နော်ဒါမင်္ဂလာရောင်ပဲဒီထက်မင်္ဂလာရောင်မရှိတော့ဒီပြဒိုင်မုန်းပေါ်မှာချစ်ပူလေးနဲ့ခတ်ပေးထားတယ်ဒါနှစ်ငါးတန်ပေါ့နော်ပုံစံဖြစ်ဆိုတဲ့ဟာဒီကကျတော့ဘေးမိတ်ပေါင်တန်းပါတယ်ဒါကျတော့ဘေးမိတ်ပေါင်တန်းမပါဘဲနဲ့ခတ်ပေးထားတယ်အတူတူပဲဘေးမိတ်ပါတာမပါတာလည်းရတယ်ဆိုတော့ထုံးစံတိုင်းကလေသူတို့ကဒီစားတော့ဒီလိုပေါင်တန်းနဲ့ပြောင်းပေါ့နော်ဒါကျတော့စင်ဆွဲရောင်လေးဒီမိတ်ဆောက်ဒီလိုဘေးမိတ်ပေါင်တန်းလေးလုပ်ပေးထားတယ်နော်ဒါကဒိုင်မူမှာချစ်ပူလေးနဲ့ခတ်ပေးထားတယ်။မောင်လိုရောင်ပေါ်မှာအဖြူခတ်ပေးထားတယ်။ဒါဘေးမိတ်မပါဘဲနဲ့ခတ်ပေးထားတယ်ဒါဘေးမိတ်အပါဒီလိုတွဲလေးမှချင်လဲရတယ်တကယ်လို့ဒီလိုဘေးမိတ်မပါတာလဲရတယ်လို့ဒီလိုဘေးမိတ်ပါပြီးတော့ထည့်ပေးတာလဲရတယ်ပေါ့နော်။စီကတော့အတူတူပါပဲ။ရမ်းလာတယ်။ဒါပဲမင်္ဂလာရောင်သူရှိရှိဝေးကြည့်နေတဲ့ဒါပဲနော်။